အဲ့ဒါခံယူချက်ခိုင်မာချက်တိုင်းပြည်အတွက်လူလူအတွက်ဘာကိုကျိုးစီးပွားမှမရှိဘဲနဲ့ဒုက္ခမျိုးစုံနဲ့တိုက်ခိုက်နေတဲ့ဒီ PDF ရဲဘော်တွေဟာနော်ခိုင်းတာလို့တွေးခေါ်နိုင်စမ်းစဉ်းစားနိုင်စမ်းမရှိယာဒုလကနေရာတွေယူပြီးလုံနေတဲ့ကောင်တွေနဲ့နှိုင်းရှင်ဖို့လူ100တစ်ဖက်ကစစ်သား100တစ်ဖက်က PDF 1ယောက်နဲ့မလဲနိုင်ဒါပွင့်လင်းပြောတာအဲ့တော့ဒီနေရာမှာတစ်ခုရှိတာကစဉ်းစားမှာအခုစစ်တောင်းတစ်ခုပြုတ်သွားတဲ့ဘုံမှုစစ်တောင်းတည်သွားတယ်ဒါပေမဲ့အဲ့ဒီလိုစစ်တောင်းတွေပြုတ်သွားတဲ့စစ်သားတွေတည်သွားတဲ့အိုနာကြိုးကန်းဖြစ်သွားတယ်ခမများတို့ဘက်ကဘဒူတောင်းမယူတယ်အခုလက်ရှိစစ်သားတွေနိုင်ငံတော်ကတတ်မှတ်ထားတဲ့အကျိုးခံစားခွင့်လာကဘလောက်စစ်စင်ရေးထွက်ရင်အပေါ်ထပ်ဆောင်ဘလောက်ဘာကူကဘလောက်အတအမှန်ကန်စတဲ့ဖြစ်ပေါ့နော်ဒါတွေအားလုံးကိုတကယ်ခံစားခွင့်ရတာအမီလေးနည်းနည်းဖြတ်လိုက်ခေါင်းလေးနည်းနည်းဖြတ်လိုက်ဗဟက်လေးနည်းနည်းဖြတ်လိုက်စူးတောင်လေးနည်းနည်းဖြတ်လိုက်ဘာကြံလာကထုတ်တဲ့အချိန်စစ်သားတွေဘာကြံတယ်ကျွန်တော်ဝါဒမဖြန့်ဘူးနော်ခမများတို့ဘဝကိုခမများတို့အတိဆုံးနော်ဒီဗီဒီယိုဖိုင်လေးစစ်သားတွေမေးကြည့်ပါပြပြီးတော့အဲ့ဒါအဖြစ်ပဲတကောင်လိုင်းပေါ်တက်ပြီးတော့အပေါ်ကအရာရှိကြိုက်တက်ဟောင်ပြနေတဲ့ဟာကိုနားထောင်မဆိုရင်တော့တဘောပဲနော်ကျွန်တော်တော်လိုင်းအင်အားစုတွေဘက်ကအကြောင်းအရာတွေကလိန်နေညာတယ်လို့ဆိုရင်လည်းတဘောပဲနော်ဒါပေမဲ့လို့ရှုံးတာဘယ်လိုရှုံးတာလဲကိုပဲရှုံးတာဟုတ်တယ်နော်တော်လိုင်းဘက်ကတရင်တွေယုံမှလို့မပြောဘူးဒါပေမဲ့နားထောင်ပါခင်ဗျားတို့စစ်တပ်ဘက်ကထုတ်ပြန်တဲ့တရီဂရန် channel တွေကဟောဒီ MRTV တို့မြဝတီရောဒါတွေကိုလည်းနားထောင်ပါ